ကျွန်တော်ဒီနေ့တရင်တစ်ပုတ်ကိုကျွန်တော်တို့စိုးစိုးကတွေ့လိုက်ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီပဲရင်းမြို့နယ်အိုးထိန်ကွင်းရွာမှာဖြစ်သွားတဲ့အခြေအနေဒီစာတင်ကျောင်းကိုတက်ကအဲ့နေရာကိုရှင်းပလိုက်တာဗျာရှင်းပြောရင်ငါအကြောင်းသားမှမရှိဘူးအကြောင်းသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာအဲ့တော့စစ်သွေးကြွမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချိုးရမှာကျဲမယ်ဗျာအကြမ်းဖက်သမားရှိလို့ရှိတဲ့နေရာကိုကျဲတာဒါတိုင်းပြည်ကောက်ွယ်တာပဲနိုင်ငံတော်ခဲယမ်းနေထည့်ရတယ်မိုင်းတို့ကျွန်တော်တို့ဒီလက်လုံမိုင်းတွေထည့်ရတယ်လက်လုံမိုင်းတွေထည့်ရတယ်တစ်ဖက်မှာကဒီခဲယမ်းတိုက်ကပေါက်သွားတာခဲယမ်းစစ်သွေးကြွတွေရှိလို့ရှင်းတာပေါက်သွားတယ်ပြီးရင်တစ်ဖက်မှာကျခဲယမ်းတိုက်ပေါက်သွားတယ်အဲ့ဒီခဲယမ်းတိုက်ရဲ့ပေါက်ရဲ့တက်ရောက်မှုကကျွန်တော်ကလေးတွေကျွန်တော်ထိခိုက်ပြီးတော့သေဆုံးတာဖြစ်သွားတာထမိန်ဝတ်ရမယ်ကျမထမိန်ကိုအလကားပေးလိုက်မယ်ထမိန်ကိုပြောင်းပေးလိုက်မယ်ကျမထမိန်ကိုရှင်တို့ဝတ်ထားဒီအောင်ပုံဖြတ်ဖို့အတွက်ကျွန်တော်တို့ဒါသူတို့အကြံစီကောင်းတဲ့ဒီစာတင်ကျောင်းတွေကိုမိုင်းတွေထည့်ပြီးတော့ကျွန်တော်တို့ကလေးတွေလာတဲ့ချိန်မိုင်းခွဲတာဘယ်ငါလုံးမသားကလာလောက်သွားတာလေနိုင်ငံတော်အာဏာထိန်းထားတဲ့နိုင်ငံတော်လက်ဆက်ကဝန်ကြီးချုပ်ငါလုံးမကိုမေကိုလူ